ဂျပန်မှာမြန်မာနိုင်ငံသားဥယေဘယ်နှယောက်ရှိလဲဂျပန်မှာမြန်မာနိုင်ငံဥယေ3,800နဲ့2,568ယောက်ရှိတယ်အဲ့ဒါပေါ့လေ2025နှစ်ကုန်12လပိုင်းကုန်ထိမှာအဲ့ဒီဥယေရှိတယ်ပေါ့လေ3,800နဲ့2,568ယောက်ရှိတယ်နှစ်စဉ်ပေါ့လေလူတွေများလာတယ်ဒီတစ်ခေါက်ကပေါ့လေ2024နှစ်ကုန်နဲ့ရှင်4,900နဲ့993ယောက်များလာတယ်အဲ့မှာပေါ့လေဂျပန်မှာနိုင်ငံသားဥယေအများဆုံးတော့တရုတ်ဖြစ်ပြီးတော့ပေါ့လေတရုတ်ဖြစ်တယ်ဒုတိယအများဆုံးကဗီယက်နမ်ဖြစ်ပြီးတတိယအများဆုံးကကိုရီးယားဖြစ်တယ်နံပါတ်4ကဖိလစ်ပင်းဖြစ်ပြီးနံပါတ်5ကနီပေါဖြစ်တယ်နံပါတ်6ကအင်ဒိုနီးရှားဖြစ်တယ်နံပါတ်9ကဘရာဇီးဖြစ်တယ်နံပါတ်10မှာမြန်မာရှိတယ်အဲကြောင့်မြန်မာဥယေရလည်းပေါ့လေမနေဘူးပေါ့လေနိုင်ငံသားဥယေကြားထဲမှာလည်းမြန်မာဥယေနံပါတ်1ကနေ10အတွင်းဝင်တယ်နံပါတ်10ဖြစ်တယ်ပေါ့ဟုတ်ပြီသူတို့တွေဘယ်မှာနေတာများတယ်မြန်မာတွေဂျပန်မှာရှိတယ်မြန်မာတွေကဘယ်မြို့တွေဘယ်ခရိုင်တွေမှာနေတာအများဆုံးလဲဆိုရင်နံပါတ်1ကတော့ပေါ့လေအားလုံးသိထားပြီးတဲ့အတိုင်းဖြစ်တယ်ပေါ့လေမြို့တော်ဖြစ်တဲ့တိုကျိုမှာနေတယ်ပေါ့လေတိုကျိုမှာ39,000နဲ့961ယောက်နေတယ်ဒုတိယအများဆုံးကတော့ပေါ့လေအိုဆာကာမှာနေတယ်အိုဆာကာမှာ13,000နဲ့819ယောက်ရှိတယ်တတိယအများဆုံးကတော့စိုင်းတမမှာနေတယ်စိုင်းတမကန်မှာ11,000နဲ့398ယောက်နေထိုင်တယ်ပေါ့လေအဲကြောင့်လေမြန်မာတွေများရောမြန်မာတွေများတဲ့နေရာမှာနေနေဆိုလို့ရှိရင်တော့တိုကျိုတို့အိုဆာကာတို့စိုင်းတမတို့ရွေးပေါ့လေအဲမှာတော့မြန်မာတွေက1နဲ့3ပေါ့လေအများဆုံးဖြစ်တယ်ပေါ့လေအိုက်ကန်ဘက်နာဂိုယာဘက်အချမ်းလေးပေါ့လေစတုဒ္ဒအများဆုံးဖြစ်တယ်ပေါ့လေ9,900နဲ့6ယောက်နေထိုင်တယ်ပေါ့လေအဲ့ဒီနေရာတွေကိုမြန်မာတွေများတဲ့တော့ပေါ့လေမြန်မာစတောက်ဆိုင်တွေမြန်မာပစ္စည်းတွေအမျိုးမျိုးပေါ့လေရှိနိုင်တယ်ပေါ့လေဟုတ်ပြီအဲ့ဒီမြန်မာတွေကကျွန်တော်ဂျပန်မှာရှိနေတဲ့မြန်မာတွေကဘာဗီဇာနဲ့အများဆုံးနေထိုင်လဲအဲ့ဒါကိုသိရင်ပေါ့လေဂျပန်ကိုဘာဗီဇာနဲ့လာလဲဆိုတာကိုလာလို့ရလဲဘာဗီဇာနဲ့လာရင်ကောင်းမလဲဆိုတာပိုပြီးတွေးမိပါပေါ့လေနံပါတ်1အများဆုံးကတော့ပေါ့လေ4,400နဲ့923ယောက်ရှိတဲ့တိုကတေဂီနိုနဲ့လာတာများတယ်အဲ့တော့ဂျပန်ကိုဝင်မယ်ဆိုလို့ရှိရင်တိုကတေဂီနိုကဝင်တဲ့လူကြီးအများဆုံးဖြစ်တဲ့အတွက်ပေါ့လေမြန်မာနိုင်ငံသားတွေအတွက်ဝင်လို့အကောင်းဆုံးဖြစ်နိုင်တယ်ပေါ့လေနံပါတ်2ကတော့ပေါ့လေတိုကတေခါဆူလိုဖြစ်တယ်တိုကတေခါဆူလို36,000နဲ့113ယောက်ရှိတယ်အခုထိပေါ့လေမြန်မာနိုင်ငံအခြေအနေကြောင့်ပေးနေတဲ့တုတ်တေခါစုတွေဆက်လက်ပေးနေစေဖြစ်နေတဲ့ကြောင့်ပေါ့လေတုတ်တေခါစုတို့ဥယေဟာများလာတယ်ပေါ့လေကျောင်းသားကနေပြီးတုတ်တေခါစုတို့ပြောင်းနေလူရှိတယ် training 3နှစ်ပြည့်လို့တုတ်တေခါစုတို့ပြောင်းနေလူရှိတယ်တုတ်တေကီနိုကနေပြီးတုတ်တေခါစုတို့ပြောင်းနေလူရှိတယ်ပေါ့လေအဲကြောင့်တုတ်တေခါစုတို့ဥယေဟာများလာတယ်ပေါ့လေအဲ့ဒီဥယေကပေါ့လေရုပ်ရက်ရော့သွားပြီဆိုလို့ရှိရင်ဒါမြန်မာတုတ်တေခါစုတို့မပေးတော့တဲ့အချိန်ကျရင်အဲ့ဒီဥယေရုပ်ရက်အရန်ရော့သွားမယ်ပေါ့လေဟုတ်ပြီဒါနံပါတ်1ပေါ့လေနံပါတ်3ကပေါ့လေနံပါတ်3က new ကကိုလေ student visa ပေါ့လေကျောင်းသား visa နဲ့လာတဲ့လူက35,000နဲ့932ယောက်ရှိတယ်အဲကြောင့်ဂျပန်နိုင်ငံလုံးမှာမြန်မာကျောင်းသားတွေလည်း3,000ခွဲကျော်ရှိတယ်ပေါ့လေနံပါတ်4ကပေါ့လေဂီနိုဂျစ်ရှု training နဲ့လာတဲ့လူတွေ training နဲ့လာတဲ့လူတွေက35,000နဲ့669ယောက်ရှိတယ်ဟုတ်ပြီအဲ့1နဲ့3လေးဖြစ်တယ်ပေါ့လေဂျပန်ဝင်နေတယ်ဆိုလို့ရှိရင်ဒီလိုဗီဇာတွေကဝင်လို့လွယ်ကောင်းလွယ်နိုင်တယ်ပေါ့လေဝင်နေလူကြီးအများဆုံးဖြစ်တဲ့အတွက်ဝင်လို့လွယ်နိုင်တယ်ပေါ့လေဟုတ်ပြီဒီနေ့ဖို့ကတော့ပေါ့လေဒီလောက်ပါပဲပေါ့လေဘုဟုတုဒအနေနဲ့တင်ပြဖြစ်ပါတယ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်